အေးလောက်သွားတော့မယ်နော်တားလာမယ်ဟာလိမ္မာနေကြနော်ဘေးပြန်လာရုပ်တွေအများကြီးဝယ်တာကြားလားငါသားလေးကလိမ္မာလဲနော်ဘေးပြန်လာရုပ်ဝယ်တယ်ကြားနော်တတ်တာဆောဆာဖီဆောဆာဖီတာတာလာလေတောက်ကလေးရအောင်ဟောလို့ခွေးတလိုက်တာတော်ဟာဟာဖေးပြန်လာပြီလားငါသားတို့ဒီမှာရုပ်ပါလာလားမောင်းဖေးကြီးကိုဟာငါသားမျက်နှာညိုးနေပါလားငါသားမျက်နှာဘယ်သူလောက်တာဘာအရာမိုင်းဘယ်ရကလေးမကြီးလောက်လိုက်တာလားဟာသူ့ဖေးတော့ငါသွားပြောမှရအောင်မယ်ထင်တယ်ကွာဟေးယူခမရသမီးကကျုပ်သားရဲ့မျက်နှာကိုလှုပ်လိုက်လို့ဒီမှာညိုသွားတာခမမြင်လားခမမျက်လုံးမမြင်ဘူးလား ဟဲ့ဒီမှာရောက်မင်းတောင်ငါသမီးလောက်တော့ပါဖြစ်လေမင်းသားရဲ့အနာတော့ငါဘယ်လောက်ရော်ကြီးခဲ့ရမင်းသားအရင်မှမဟုတ်တာကွာဟဲ့လူခမလူကမွေးပြီးခွေးစကားမပြောနဲ့ကျုပ်သားကျုပ်ဝမ်းနဲ့လို့မမွေးရအောင်ဆိုရင်ကျုပ်တို့တော့တန်မိုးကြီးတယ်ဗျနော်ခမကျုပ်တော့ဘာမှတစ်ခုမှပြောရမလို့ဘူးညားတို့လူမွေးရှိတိုင်းဝိုင်းနေရပြောတာဟုတ်တော့ကျုပ်လက်ခံတယ်ဒါပေမဲ့ငါတနေ့နေ့တစ်ချိန်မှာကျုပ်လူခမဝင့်မလဲပါစေနဲ့လို့ကျုပ်ဆူတောင်းခဲ့တယ်အလုံးတွေနဲ့ရေခွဲခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ခရီးလေးတယောက်ခေါ်ဆောင်လာခဲ့တယ်။အိုဖေဖေကြီးတဲ့